2025ခုနှစ်မှာပတ္တရားကမ်းခြေကိုတွားလှည့်ခြင်းနဲ့ဆိုရင်တော့ဘောနော်လဲလို့ကောင်းတဲ့6နေရာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1ကတော့ပါလီဟိုင်းပိုင်းရပါသူကတခြားကျွန်းတွေကိုတွားလှည့်ခြင်းနဲ့ဆိုရင်တော့လှေစိတ်တွေတမောစိတ်တွေအဲ့မှာရှိတာပါနောက်ပြီးတော့ view point တွေလည်းရှိတာကိုတွားလှည့်တင်ပါတယ်နံပါတ်2ကတော့ကော်လန်ကျွန်းမှာပတ္တရားရောက်ပြီဆိုတာနဲ့ကော်လန်ကျွန်းကမသွားမဖြစ်သွားလဲတင်တဲ့နေရာပါဘာဖြစ်လို့လဲဆိုတော့တဲဖြူလေးတွေနဲ့အရန်ကောင်မှာ relax လုပ်ပြီး chill လုပ်ကောင်းတဲ့နေရာလေးတစ်ခုပါခင်ဗျာညာခင်းမှာဆိုလေပေါ့နော်ပင်လယ်လေးညင်းလေးကိုခိုင်းနေဒီလိုမျိုး fire show ပွဲတွေကိုလည်းကြည့်ရှုခန်းစားလို့ရပါတယ်ခင်ဗျာနံပါတ်3အနေနဲ့ကကြတော့ဗောနော်ကိုလမ်ဘီယာပစ်ချာအကွာဘာစ်ပါသူကတော့ water phone အကြီးစားပဲဖြစ်ပါတယ်တစ်ကတ်တွေကကြတော့အမျိုးအစားအများကြီးရှိတာမို့လို့ဗောနော်ကိုကစိတ်ဝင်စားစရာစိတ်လှုပ်ရှားစရာ activities တွေကိုလုပ်ချင်တယ်ပို့ပြီးဆိုအမှ AC လေး relax လုပ်ချင်တယ်ဆိုတော့သွားလည်တင်တဲ့နေရာတစ်ခုပါခင်ဗျာနံပါတ်4အနေနဲ့တော့ပတ္တရား beach walking street ပါဘာဖြစ်လို့လဲဆိုတော့ကမ်းခြေတစ်လျှောက်လုံးမှာပေါ့နော်ညာစီးတဲ့နေလည်းအပြည့်ရှိတယ်ပို့ဆိုပင်လယ်လေးညင်းလေးခံရင်းနဲ့ပေါ့နော်တငယ်ချင်းနဲ့တူတူဖြစ်စီကိုချစ်ရတဲ့သူနဲ့ဖြစ်စီရှောက်ပြီးလဲလို့ရပါတယ်ခင်ဗျာနံပါတ်5အနေနဲ့ English traditional path ပါဒါကတော့တော်တော်များများသိကြတဲ့အတိုင်းပဲပေါ့နော်ဒီလေး points တွေပေါ်တော်တော်များများနဲ့အရက်တောင်းနဲ့ခြေလို့ရတဲ့နေရာလေးပေါ့နော်နံပါတ်6အနေနဲ့ကကြတော့ပေါ့နော်ဒီ terminal 21နဲ့ပတ်ဝန်းကျင်လေးကိုသွားလဲရအမှဆိုရင်နိုင်မှာကန်တီလေးတော်တော်များများရှိရမလို့ပြောစရာကောင်းပါတယ်ခင်ဗျာ